ဆိုတော့ BKS Kitchen ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကမိတ်ဆွေတို့အတွက်စူပဒါကိုချက်ပြပါမယ်အရန်စားကောင်းတဲ့ဟင်ဘောလေးတစ်ပွဲပါလို့ဒီဟင်ပွဲကလည်းအားလုံးကြိုက်ကြတယ်ဆိုတော့မိတ်ဆွေလည်းကြိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီစူပဒါဟင်းလေးကိုဘယ်လိုချက်တယ်လဲဆိုတာ BKS Kitchen ကချက်ပြပေးတော့မှာဖြစ်ပါတယ်အဆုံးထိလည်းပါကြည့်ပြီးပါလို့တောင်းဆိုပါတယ်ကဲဆိုတော့ဒါတွေကတော့ကျွန်တော်စူပဒါချက်ဖို့အတွက်သုံးထားတဲ့အဝင်ပစ္စည်းတွေပေါ့နော်ပထမဆုံးမြို့ပွားလိမ္မော်အနီအစိမ်းကျက်နရွက်မိုးနဲ့ကျက်သွန်နီကျွန်တော်သုံးထားပါတယ်လို့ပြီးတော့ဝတ်တာပေါ့နော်ဒီဝတ်တာကျွန်တော်ဒီခတာရိုးစပေါ့နော်မခုံးသားကိုကျွန်တော်သုံးထားပါတယ်လို့ဒီထဲမှာဆိုရင်ဒီဂျပန်တို့ကစတာကြီးလို့ခေါ်တော့ပေါ့နော်အရသာအနှဲငယ်ထည့်ထားပါတယ်လို့အဲ့ဒါဘာတွေလဲဆိုရင်ကျွန်တော်ပဲငံပြရဲ့အကြီးအနှဲငယ်ပေါက်တယ်ပြီးတော့အချုံမုံအနှဲငယ်ပေါက်တယ်ပြီးတော့ပြောင်းကုန်မုံလက်ဖက်ရည်စွန်းနဲ့3စွန်းထည့်တယ်ဂျုံမုံလက်ဖက်ရည်စွန်းနဲ့2စွန်းထည့်တယ်ပြီးတော့စီမိမိကြိုက်တယ်လို့ပေါ့နော်အဆင်ပြေတယ်လို့စီထည့်ပြီးတော့ကျွန်တော်နေပြီးတော့ကျွန်တော်နှက်ထားတာပေါ့နော်ဒါကတော့စူပဒါရဲ့အတက်ပေါ့နော်စူပဒါထားတယ်လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကိုဘယ်လိုလုပ်တယ်လဲဆိုတာကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကိုနောက်ဆုံးအထိလိုက်ပါကြည့်ရှုပေးဖို့အတွက်လည်းညွှန်နေပါတယ်ပြီးတော့ဒီကောင်ကပြောင်းကော်မုံနဲ့ရေနဲ့ရောထားတာပေါ့နော်အချိုးစားတော့မလိုပါဘူးလို့မိအစင်ပြေတယ်လို့ထည့်လို့ရပါတယ်လို့ကျွန်တော်တို့စီပူလာပြီဆိုရင်ဝတ်သားကိုကြော်ပါမယ်ဆိုတော့တစ်ခုနဲ့တစ်ခုကတ်မသွားအောင်တေချာဖွဲပေးရမှာပေါ့နော်အဲ့တော့ဒီကောင်ကိုမကြက်မှာဆိုလို့နှစ်ခေါက်ကြော်မယ်ခဏလေးအေးခံထားမှာပေါ့နော်အတော်လေးအေးသွားပြီဆိုတော့ဒီတစ်ခေါက်ပြန်ကြော်မယ်တက်တော့ပါပြီပြီးရင်ကျွန်တော်တို့အတိရွက်တွေကြော်ပေါ့နော်ဒီကြက်နရွက်မိုးကပြုတ်ထားမှာပေါ့နော်ဒီကောင်ကိုပြုတ်ထားရမယ်ဒီကောင်ကြော်ချာမလို့ဒီကောင်ကြော်ရင်ပေါက်တက်လို့နော်အဲ့တော့ဒီကောင်ပဲခြံမယ်ခြံနိုင်အားလုံးကြော်မယ်အဘရာထိုးရှိလို့ခေါ်တော့ပေါ့နော်ဒီကောင်ကဒီပြိမယ်ရပါပြီဒီကောင်ကတော့10စက္ကန့်လောက်ပဲကြော်တာပေါ့နော်ကဲပြင်ဆရာရှိတာအားလုံးပြင်ပြသွားပြီဆိုတော့ချက်လိုက်အောင်စီကထပ်မထည့်ပါဘူးအဲ့တော့စူပဒါထားတယ်မင်းလျှော့မယ်ခုနကြော်ထားတဲ့အသားထည့်မယ်တော့ဒီစူပဒါအရေးပွက်လာပြီဆိုရင်ကြောက်ထည့်မယ်ကျန်တဲ့ရမုံနဲ့ခဏကြော်ထားတဲ့ဟာပြီးတော့ဒီကောင်ထည့်မယ်ပြီးပါပြီကဲဆိုတော့ကျွန်တော်တို့အမားစုထားတယ်ပေါ့နော်ဒီချိုးချင်းရေပေါ့နော်ဒီစူပဒါတို့မှာတုံးတဲ့ထားတဲ့ကိုဘယ်လိုချက်တယ်လဲဆိုတာကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်နေရတဲ့ပေါင်ပစ္စည်းတွေကတော့အမားစုထားတဲ့ချက်တဲ့အချက်မှာပါဝင်တဲ့ပေါင်ပစ္စည်းတွေပဲဖြစ်ပါတယ်လို့ပထမဆုံးကျွန်တော်ဒီတကြားပေါ့နော်တကြားမိမိကြိုက်နေတဲ့တကြားသုံးလို့ရပါတယ်တကြားပါပြီးတော့ဒီရှာလကရေးပေါ့နော်အိုစုပါမိမိကြိုက်နေတဲ့အိုစုသုံးလို့ရပါတယ်ပြီးတော့ketchup ပေါ့နော် ketchup မိမိကြိုက်နေတဲ့ ketchup သုံးလို့ရပါတယ်ပြီးတော့ဘဲငံပြရဲ့အကြည့်shoyu မိမိကြိုက်တဲ့shoyuသုံးလို့ရပါတယ်ကျွန်တော်ခွိကုချီသုံးထားပါတယ်လို့ပြီးတော့ဂိုမာဘူရာပေါ့နော်ဒီစီမွေးပေါ့နော်ပြီးတော့နောက်ဆုံးရေဒီ6မျိုးသုံးပါတယ်လို့ဒီ6မျိုးနဲ့အမားစုချိုးချင်းရေကိုဘယ်လိုချက်တယ်လဲဆိုတာကျွန်တော်ချက်ပြပါမယ်လို့ကဲစားလိုက်အောင်
ကဲဆိုတော့ကျွန်တော်တို့ဒီအမားစုထားတဲ့ကိုချက်တဲ့အချိန်ကျွန်တော်တို့ပထမအဆုံးလိုအပ်တာကျွန်တော်တို့တူညီတဲ့ခွက်တစ်ခွက်ပေါ့နော်မိမိသုံးချင်တဲ့ခွက်တစ်ခုခုလိုပါတယ်လို့အဲ့ဒီခွက်နဲ့ပဲချိန်ပြီးတော့ထည့်သွားမှာပေါ့နော်ကျွန်တော်ကတော့ဒီခွက်သုံးထားပါတယ်လို့30 ml ရှိပါတယ်လို့ဒီခွက်နဲ့ပဲကျွန်တော်ချိန်ပြီးတော့ကျွန်တော်ချက်ပါမယ်လို့ဆိုတော့ကျွန်တော်တို့ပထမဆုံးတကြားထည့်အောင်တကြားကိုကျွန်တော်တို့၄ခွက်ထည့်ပါမယ်၄ခွက်ပြီးရင်ကျွန်တော်တို့ရှာလကာရေကို3ခွက်ထည့်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီရှော့ယူကို3ခွက်ထည့်မယ်ပြီးတော့ကျွန်တော်တို့ ketchup ထည့်ပါမယ် ketchup ကတော့တစ်ခွက်ပါပဲပြီးရင်ကျွန်တော်တို့ရေထည့်ပါမယ်ကျွန်တော်တို့ရေကတော့6ခွက်ပါဒါကျွန်တော်နောက်ဆုံးကြံတဲ့ဘောမအဘူရာကိုတော့နောက်ဆုံးမှအနည်းငယ်ဖြန်းပေးမှဖြစ်ပါတယ်လို့ကဲဆိုတော့ကျွန်တော်တို့ဒီကောင်ကိုကြိုးလိုက်အောင်ကျွန်တော်တို့တကြားတွေအမြန်ပြောအောင်လို့ကျွန်တော်မှွေပေးလိုက်ပါပွက်လာတဲ့ဒီခဏဆောင်ကဲပွက်လာပါပြီပွက်လာပြီဆိုတော့ကျွန်တော်တို့အဆင်ပြေပါပြီကျွန်တော်တို့ပွက်လာပြီဆိုတော့ကျွန်တော်ပြီးပိတ်ပါမယ်ကဲကျွန်တော်တို့ပြီးပြီဆိုတော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီစီမွေးပေါ့နော်ဂေါမအပူတာနည်းနည်းလေးထည့်ပြီးတော့ကျွန်တော်တို့အနံ့ယူမှာပေါ့နော်ကဲပြီးပါပြီကျွန်တော်တို့ဂေါမအပူတာလည်းထည့်ပြီးသွားပြီဆိုတော့ဒီကောင်ကိုမိမိအဆင်ပြေတဲ့ထည့်စားတစ်ခုခုမှထည့်ပြီးတော့ကျွန်တော်အေးခံပြီးတော့ကျွန်တော်သုံးလို့ရပါပြီလို့ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်どうもありがとうございました皆さんに祝福がありますようにじゃあまた会いましょう